ကချင်ငါးပေါင်းတို့လေးပဲဖြစ်ပါတယ်ရှင်ကချင်ငါးပေါင်းတို့လေးလုပ်ဖို့အတွက်ပေါင်းပစ္စည်းလေးတွေကိုပြင်ဆင်ပါမယ်ရှင်ဖက်ဖယ်ပင်စိမ့်ရှမ်းနံနံနဲ့ငြုပ်တိတက်သွန်မျိုးလိုအပ်ပါတယ်ဖက်ရွက်ကလေးတွေလည်းလိုအပ်ပါတယ်နော်ငါးလေးတွေကိုအရွယ်တော်တုံးထားပါမယ်စားချက်သားမုံအရသာလေးနဲ့နင်းနှက်ထားပါမယ်ရှင်ငါးလေးတွေနင်းနှက်ထားတော့မှပါဝင်တဲ့အရွက်ကလေးတွေကိုခြွေတင်ထားပါမယ်ပင်စိမ့်လေးတွေရှမ်းနံနံလေးတွေနဲ့ဖက်ဖယ်ရွက်လေးတွေကိုစားရည်လေးနဲ့ဆေးပြီးတော့ရေးဆေးတန့်စင်ပြီးတော့ခြွေထားပါမယ်ပြီးလို့ရှိရင်တော့ပေါင်ပစ္စည်းလေးတွေကိုလှီးထားပါမယ်ရှင်အရင်ကြီးနှုတ်ဆရာမလိုပါဘူးရှင်ရုပ်တိချက်သွန်မျိုးလေးတွေကိုလည်းဆင်းထားပါမယ်ပြီးရင်စီးထားတဲ့အရွက်ကလေးတွေကိုနေဖက်ထားတဲ့ငါးလေးကိုထည့်ပါမယ်ပြီးရင်တော့ဆံမုံလေးကိုဟင်းခတ်စုံနဲ့တစုံခွဲခန့်ထည့်ပါတယ်အရွက်ကလေးတွေအတွက်စားချက်သားမှုအနေငယ်ထပ်ထည့်ပါတယ်စီသီးတဲ့နဲ့ကိုလည်းထည့်ပါတယ်နော်ပြီးရင်တော့တေချာနှံ့ဆက်အောင်နေပါမယ်နေပြီးသွားလို့ရှိရင်ဖက်ရွက်ကလေးတွေကိုဣနေအောင်ရေနွေးလေးနဲ့ဖြောထားပါတယ်စီလေးအနေငယ်တုပ်မယ်ငါးလေးတွေကိုဖက်ထဲကိုထည့်ပြီးတော့ထုတ်ပါမယ်ရှင်အနည်းဆုံး2တုံးခန့်ထည့်ပါတယ်နော်ပြီးလို့ရှိရင်ခောက်လိုက်ပါမယ်ရှင်ဖက်ရွက်လေးတွေကိုခောက်လိုက်ရင်ရပါပြီအဲ့ဆိုလို့ရှိရင်ယူနစ်ပွဲစုထဲမှာမိနစ်20ခန့်ပေါင်းပေးမယ်ဆိုလို့ရှိရင်တော့ပွေးပြက်ပြီးတော့အရန်စားလို့ကောင်းတဲ့ကချင်ငါးပေါင်းတစ်ပလီကိုရပါပြီစီပါဝင်မှုလည်းနေပြီးအာဟာရအပြည့်ပါဝင်တာမို့လို့လှုပ်ရှားရတာလည်း